切打个摆散的汤了。 ဘာ ပိုက်ဆံလေးတစ်ထောင်တောင်းတာကိုအော်လိုက်တာ1ဘီလီယံများတောင်းရင်တော့အမုန်းဖြစ်သွားမလားပဲ မင်းကပတ်စံကထောင်ကြီးညားတောင်ဘာလို့မလို့လဲ 金龙类的不了外币，第二那个阿特几种垃圾不过多个老钱路。 ငါတောင်းငါတထေးကိုမုံပုံးလေးနဲ့ကတော့မလို့မုံပုံးဝယ်စရာမရှိလို့ညစ်နေတာတထေးကိုကောင်းကောင်းကတော့ရတော့အလောက်ထဲမှာတထေးရမျက်နှာရအခွင့်ကြီးရပေါက်ဆူးလည်းရလာစားလည်းတိုးကုတို့ထူးရင်တထေးသမီးနဲ့ငါနဲ့ရာ ဖားနီးတစ်မျိုးကိုကန်တော်နီးနဲ့အရေးချုံပေးရပါလေ မင်းကတော့ချင်တယ်ဆိုရင်ဖျားစင်ပေါ်မှာဖျောင်းတိုင်9တိုင်ရှိတယ် လက်ချီပဲကြော်ရတာတော့အစစ်မြင်သွားတာပေါ့လေဟဲ့ရွှေနင်ရောလိုက်ကြော်ဦးမလား ဖျောင်းတိုင်လေး9တိုင်နဲ့တော့တွားမကတော့ချင်ပါဘူးရှက်စရာကြီး ဖျောင်းတိုင်ငါးတိုင်နဲ့ကြော်တာကရှက်စရာမဟုတ်ဘူးမကြော်ဖဲနေတာကမှရှက်စရာ အိုင် ဒါကြီးပု ဟောရွှေဘုတ်လာဟေး ဘာကြီးပုဘာလို့နေလာလဲ ဘာကြီးဖို့ဖျားရှိခိုးမလို့ကွာမင်းရောဘာလာလို့ တာဘာကြီးပုကိုကြော်မလို့ အေးတာရုပါကွာတာရုဒါနဲ့မင်းကဗန်ကြီးဘုတ်ကိုဘာနဲ့ကြော့မှာလဲ ဒါပပကြီးပုကိုဘာနဲ့ကြော်မလဲဆိုတော့ဟိုပပကြီးပု iPhone လို့ smartphone လို့လား ငါရွယ်နဲ့အဲ့ဒါတွေမလိုတော့ပါဘူးကွာ ဒါဆိုရိုးလက်နာကြီးတို့ဦးမီကန်နာကြီးတို့ရောလိုသလား အဲ့ဒါတွေလည်းမလိုပါဘူးရွှေဘုတ်ရတဲ့ ဟိုခေါင်းရိုက်တင်တို့ဟွန်လာဖိတ်တို့ရောလိုက မလိုဘူးမင်းပြောရတဲ့အားလုံးငါလုံးဝမလိုဘူး ကောင်းတယ်ဒါလည်းအဲ့ဒါကြီးတစ်ခုမှဝယ်မပေးနိုင်ဘူးဒါတကယ်ဝယ်ပေးနိုင်တာဒီဖျောင်းနိုင်9တိုင်လောက်ပါပဲဘာကြည့်ဘူးရဲ့ဒါကိုဘယ်လိုမှမအောင်မေ့ပါနဲ့ဒီဖျောင်းနိုင်9တိုင်ကိုဘာကြည့်ဘူးမလိုဘူးဆိုရင်လေ ဟာဘယ်နဲ့မလိုရမှာလဲလိုတယ်ခုချက်ချင်းကိုလိုနေတာငါကဖျားရှိခိုးရဲ့ဖျောင်းနဲ့9တိုင်အမြဲပူဇော်ပြီးရှိခိုးနေကြခုဖျားရှိခိုးမလို့ဖျောင်းနိုင်ထုံးမယ်လို့တော့ဖျောင်းနိုင်ကကုံနေပြီမရှိတော့ဘူးဒီအချိန်မှာမင်းဖျောင်းနိုင်9တိုင်မှမလို့ရင်ဘေဟာကလိုမှာတော့တာရုပါဗျာတာရုလိုအပ်နေတဲ့အချိန်မှာအလိုအဆုံအရာနဲ့ကြော့တဲ့အတွက်လိုရာစုတွေတလုံးတစ်ဝါကြီးပြည့်ပါစေဗျာ အေးစုနေပြီပါစီ ကဲရော့မုံဘောဖစ်ဒီမုံပုံညိုတော့ တာဒီလိုရချင်လို့ကြောတာမဟုတ်ပါဘူးမယူပါရစေနဲ့ မင်းစိတ်ကိုငါတိပါတယ်ယူမယူစမ်းမှာငါမှဒီမုံပုံကြီးကတပုံးကြီးမှတပုံးကြီးငါသားသမီးတွေတပည့်တွေလာကန်တော့လာကြတာပြီးတော့ဒီဘုံတွေကမုံတွေကိုကြိုက်လည်းမကြိုက်ဘူးစားလည်းမစားဘူးအမှန်ပြောရရင်ငါအတွက်ဒီမုံပုံတွေကမင်းရဲ့ဖျောင်းတိုင်း9တိုင်လောက်တော့မလိုအပ်ဘူးရော့ယူတော့ ရွှေဘုတ်ကြီးဟေးရွှေဘုတ် ဗျာဦးပူချီ မင်းပေးတဲ့မုံပုံးညာငါတထေးကိုတွားကန်တော့လိုက်တာတထေးနာငါကိုမုံဖိုး3000တောင်ပေးလိုက်တယ်ကွာ ဟိုင်ရှားပါ အခုတတိပေးတဲ့အဲ့ဒီမုံဘိုးနဲ့ခေါက်ဆွဲချော်တွေဝဲလာတယ်အခုဝါကြမယ်ဟေး လူကြီးကိုကနော်ရမှာပြင်းနဲ့ရှက်တဲ့ငမိုင်းမငပြင်းမရွှေကြီးကိုတော့ငါတို့စားလို့ကုန်မှာကြွေ အေး